စတေးအောင်မှာထူးဆန်းတဲ့အမူအရာမျိုးလုံးလေးရှိတဲ့တင်းနှင်ထွန်းအကြောင်းကိုပြောလာတဲ့လူရှင်တော်ဦးတိန်ညွန့်ကဲပရိသတ်ကြီးတို့ရေတင်းနှင်ထွန်းဆိုတာကတော့မြန်မာနိုင်ငံမှာအချောဆုံးအလှဆုံးဖြစ်ကဘူရီသားယောက်ျားတွေကိုဆွဲဆောင်မှုအရှိဆုံးအမျိုးသမီးအမှုပညာရှင်ဆိုလဲမမှားပါဘူးတင်းနှင်ထွန်းဟာချောမောလာပါတဲ့မျက်နှာကိုပိုင်ဆိုင်ထားသလိုအမှုပညာအရေးအသွေးထိတ်တန်းရှိတဲ့နာမည်ကြီးမင်းသမီးတစ်လက်ပါတရုတ်ဆောင်မင်းသမီးတင်းနှင်ထွန်းဟာနာမည်ကြီးမင်းသားများစွာနဲ့အောင်မြင်တဲ့ရုပ်ရှင်ဇာတ်ကားများကိုရိုက်ကူးနိုင်ခဲ့သလိုမြန်မာနိုင်ငံရဲ့ဖက်ရှင်ဘုရင်မအဖြစ်လဲတင်စားကြပါတယ်။အထူးသဖြင့်တင်းနှင်ထွန်းဟာခိရှိပြေးကဖက်ရှင်အမိုက်စားအလန်းစားဝတ်စုံတွေကိုဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။တင်းနှင်ထွန်းဟာရုပ်ရှင်မင်းသမီးအဖြစ်နဲ့သာမကနာမည်ကြီးဆိုတော့အဖြစ်နဲ့ပါအောင်မြင်တဲ့ဒေသချင်းကောင်းများစွာကိုတီးဆိုနိုင်ခဲ့တာပဲဖြစ်ပါတယ်။အထူးသဖြင့်ဝိုင်းရင်တရုတ်ဆောင်မင်းသမီးကြီးတင်းနှင်ထွန်းဟာစင်မမာရှိုးပွဲတွေမှာတခြင်းဆိုတဲ့အခါအခါလှတွေနဲ့ဖျော်ဖြေလေးရှိတာပါ။ဒါအပြင်တင်းနှင်ထွန်းရဲ့လှပလုံးနဲ့ခန္ဓာကိုယ်ကောက်ကြောင်းတဲ့အလှတွေကဘူရီသားယောက်ျားတွေအတွက်ရင်ဖိုစရာပါပဲ။ဒါကြောင့်လေတင်းနှင်ထွန်းကိုမြန်မာနိုင်ငံရဲ့ဆွဲဆောင်မှုအရှိဆုံးမင်းသမီးအဟော့ဆုံးဆက်စီအစမ်းဆုံးမင်းသမီးအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ဒါအပြင်တင်းနှင်ထွန်းကိုမြန်မာနိုင်ငံရဲ့ဖက်ရှင်ဘုရင်မအောင်မြင်ဆုံးအမျိုးသမီးအမှုပညာရှင်အဖြစ်သတ်မှတ်ထားကြတာပါ။ဒီလိုအနုပညာလောကမှာကောင်းတဲ့များစွာနဲ့ပြည့်စုံနေတဲ့တရုတ်ဆောင်အဆိုတော်မင်းသမီးတင်းနှင်ထွန်းဟာအနုပညာလောကကိုအနိုင်နဲ့ပိုင်းကအောင်မြင်နေတဲ့အချိန်မှာပဲမယ်တီလာရှင်ဝတ်သွားခဲ့တာပါအခုဆိုတရုတ်ဆောင်အဆိုတော်မင်းသမီးတင်းနှင်ထွန်းဟာဆရာလေးနန္ဒမာလာအဖြစ်နဲ့တော်တွင်ကျောင်းလေးမှာသတင်းသုံးကတရားအားထုတ်နေတာဖြစ်ပါတယ်ဒီလိုဝိုင်းရင်တရုတ်ဆောင်မင်းသမီးကြီးတင်းနှင်ထွန်းတယောက်အနုပညာလောကကနေအနားယူကသာသနာပေါင်းနဲ့စိတ်ဖြတ်ပြီးဝင်ရောက်သွားတဲ့အပေါ်မှာအားလုံးကအံ့အားသင့်ကြရပါတယ်ဒါပေမဲ့လည်းတင်းနှင်ထွန်းတယောက်ဒီလိုမျိုးလော်ကီလူပောင်ကိုစွန့်ခွာကသာသနာပေါင်းနဲ့ဝင်ရောက်သွားတဲ့အပေါ်လူရှင်တော်ကြီးဦးတိန်ညွန့်ကမအံ့ဩပါဘူးဦးတိန်ညွန့်ကမီဒီယာအင်တာဗျူးတစ်ခုမှာတရုတ်ဆောင်အဆိုတော်တင်းနှင်ထွန်းတယောက်သာသနာပေါင်းကိုမဝင်ခင်မှာကတည်းကထူးခြားတဲ့အကျင့်စရိုက်တွေအပြုအမူတွေကိုပြောလာတာပါဦးတိန်ညွန့်ကသူဟာဇက်လူရှင်တော်အဖြစ်နဲ့အတူတရုတ်ဆောင်မင်းသမီးအဆိုတော်တင်းနှင်ထွန်းနဲ့အတူဇက်ကဘူးတယ်လို့ဆိုပါတယ်လူရှင်တော်ကြီးဦးတိန်ညွန့်နဲ့အတူတင်းနှင်ထွန်းကဇက်ကဘူးတာကြောင့်လဲလူရှင်တော်ကြီးဦးတိန်ညွန့်ကတင်းနှင်ထွန်းအကြောင်းကိုသိနေတာပါဦးတိန်ညွန့်ကတင်းနှင်ထွန်းဟာစင်မမာဆိုရင်အရန်ကိုပွဲထိန်တော်တဲ့အမှုပညာရှင်တစ်ယောက်ဖြစ်ကပရိသတ်တွေကိုအကအလှတွေနဲ့ကြမ်းကြမ်းရမ်းရမ်းဟော့ဟော့ဖျော်ဖြေတတ်တဲ့အမှုပညာရှင်လို့ဆိုပါတယ်ဒါပေမဲ့တင်းနှင်ထွန်းဟာစင်မမာဘလောက်ပဲတောင်းကျမ်းပါစေစင်အောက်ကိုရောက်ချိန်မှာတော့တည်ငြိမ်တဲ့မျက်နှာထားနဲ့တရားအားထုတ်ကပရိစိတ်ပြီးဘာသာရေးလုပ်လေးရှိတယ်လို့ဆိုပါတယ်ဒီလိုမင်းသမီးကြီးတင်းနှင်ထွန်းကစင်မမာဖျော်ဖြေပြီးစင်အောက်ရောက်တာနဲ့စိတ်ပတိတကားကားနဲ့လုံနေတဲ့အပေါ်မှာလူရှင်တော်ကြီးဦးတိန်ညွန့်ကအယုံကြည်မရှိခဲ့ပါဘူးတင်းနှင်ထွန်းကစတန်ထွင်နေတယ်လို့ပဲထင်ခဲ့တာပါဒါကလည်းတင်းနှင်ထွန်းဟာစင်မမာတွန်းခဲ့နှမ်းခဲ့ပြီးစင်အောက်မှာစိတ်ပတိလေးတကိုင်ကိုင်နဲ့မို့အယုံကြည်မရှိပဲစတန်ထွင်နေတယ်လို့ထင်ခဲ့မိတယ်လို့လူရှင်တော်ကြီးဦးတိန်ညွန့်ကဆိုပါတယ်ဒါပေမဲ့လည်းနောက်ပိုင်းကျမှသာတင်းနှင်ထွန်းတယောက်ရာသက်ပံသာသနာပေါင်းနဲ့ဝင်ရောက်သွားမှသာတင်းနှင်ထွန်းရဲ့ဘာသာရေးခံယူချက်ကိုလေးစားမိတယ်လို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောသာသနာပေါင်းတွေကိုဝင်ရောက်သွားတဲ့တင်းနှင်ထွန်းကိုအားပေးကြသလားဆိုတာပြောပြသွားကြပါအောင်ရှင်။